တင်းကိုဆရာမဘာလုပ်မလဲအလှည့်ပေးမှာဖြစ်တယ်နားလဲမလားနားလဲမယ်နော်ခဏလေးနော်အဲ့ဆိုရင်နားလဲပြီလားနားလဲပြီဆိုရင်ဆရာမကဒီမှာဘာလုပ်မလဲဆိုရင်အမှတ်တွေမှတ်ထားမယ်မေကိုတစ်ခုဖြေနိုင်တိုင်းမှာအမှတ်တွေရမယ်ဝါစေမီဘာမောဟုတ်ပြီအဲ့လိုဖြေတဲ့အခါမှာစက္ကန့်30ကြာလို့အစိမ်းသင်းမဖြေနိုင်ဘူးဆိုရင်ဆရာမနောက်ထပ်သင်းကိုမလုပ်မလဲ3သင်းကိုအလှည့်ပေးမယ်အဲ့ကြလို့ရှိရင်အဲ့3သင်းဟာမလုပ်မလဲဖြေလို့ရတယ်အဲ့ကြလို့ရှိရင်သူများအသင်းအမှတ်ရအောင်ထပြီးတော့ငကိုတွေကကြောစောမဖြေနဲ့နော်ရမလားရမယ်နော်ဒါဆိုတို့တွေဆူတောင်းမယ်စမယ်နော်ဆရာသခင်ကိုရောကိုကျေးဇူးတင်တယ်ယနေ့ညပြိုင်ပွဲစီစဉ်အတွက်ကိုရောရှင်ဖျားလက်တော်ထက်အနက်ပါတယ်ငါဘသူလဲတရုတ်ပြခြင်းအစီအစဉ်မှာဖျားရှင်သည်တားရသမီးတွေကိုကောင်းကြီးပေးပြီးတော့သူတို့နှုတ်ကပတ်တော်တွေကပုံကိုယ်တွေအကြောင်းကိုကောင်းမွန်စွာနားလည်နိုင်ဖို့ရလို့ဟာကိုရောဖြစ်စေပါဒီပြိုင်ပွဲတွေအဖြစ်တကယ်ပဲကောင်းကြီးဖြစ်စေဖို့ဆုတောင်းရင်အဲ့နဲ့အစပြုတဲ့အခါမှာတာသမီးတို့ကိုချစ်ရကတင်တော်မူသောရှင်သခင်ယေရှုခရစ်တော်ဖျားနာမကိုမြှုပ်ပြီးဆုတောင်းတဲ့အဲ့နဲ့အစပြုပါတယ်ဖျားအာမင်မိကုန်းဖြစ်ဆိုလို့ရရင်တော့တမှတ်ရရှိမှာဖြစ်ပါတယ်လို့ကဲဒါဆိုလို့ရှိရင်စတင်ပြီးတော့ဒီနေ့ဖြေဆိုရမယ့်တင်ရပါလဲအဝါသေးဟုတ်ပြီကဲအဝါသေးဖြေဆိုဖို့အတွက်အရင်ဆုံးဆီယာမကအခုတရုတ်ပြတဲ့သူကငါဘသူလဲမေးတဲ့အချိန်မှာဆီယာမစက္ကန့်ဘယ်လောက်မှတ်မလဲ30အဲ့ဒီတွင်းမှာတခြားတင်ရလုံးဝမဖြေဘူးနော်โอเคစပြီ1 2 3အိုးကျမဒီရွယ်ကြီးနဲ့ကျမကလေးမိုးရမယ်ဆိုပါလားအိုးဖြစ်နိုင်ပါမလားအိုးမဖြစ်နိုင်ဘူးထင်ပါလေကျမအသက်လည်းကြီးပြီဘယ်လိုလုပ်ကလေးရမှာလဲကဲဒါဆိုရင်ကျမဘာတူလဲဖြေပါစားတာဟုတ်ပါပြီအဝါတင်းဆိုရတယ်စက္ကန့်30တောင်မလိုဘူးနော်ကဲတော့အစိမ်းလေးအစိမ်းအိုးငါကဘယင်ကောင်ခေါ်ဆိုငါသွားမယ်ဒါပေမဲ့အဲ့ဘယင်ငါ့ကိုခေါ်ငါ့ကိုတတ်မလားဘာလို့လဲငါကြောက်တယ်နော်အေးကြောက်တာငါဘာတူလဲဖြေပါသူလည်းဖြေပါမဘယ်လိုလုပ်သိလဲတရုပ်ဆောင်တာနည်းနည်းလေးတော့လုပ်ပြီးလေအော်ဟိုဘက်တော့ဒီဘက်သွားဆိုမကြားရဘူးသိချာအော်ဟုတ်လားအော်ဒီလိုလေအိုးငါဘယင်စီသွားရအောင်မေဘယင်ငါ့ကိုခေါ်တယ်ငါ့ကိုတတ်မလားမသိဘူးငါကြောက်လိုက်တာဘယ်လိုလုပ်မလဲငါကြောက်တယ်ဒါပေမဲ့ငါသွားမှာပဲငါဘာတူလဲဖြေပါကဲဘယင်ခေါ်တဲ့သူငါဘယ်သူလဲဖြေပါတဲ့ကဲစပြီစက္ကန့်30ကဲမြင်လေးစိတ်လေးအဲ့ထော်ကြိုးနဲ့တော်တာလေးဘာတူလဲဖြီလေးဟဲ့တောင်မသိဘူးဟာဒိုင်စားမယ်အမတ်ပေါ့ဒီလေကျန်းစာထဲမှာပါတယ်လေတပိသားတို့ဖြီမထွက်ဘူးကဲကျန်တဲ့3သင်းဖြေလို့ရပါပြီအစိမ်းလေးဟမ်အဒီဖြေလို့ရပြီဖြေမယ်1 2 3 4 5လိမ္မာ1 2 3 4 5အဝါ1 2 3 4 5ဟုတ်ပြီ
ကဲဟုတ်ပါပြီတာတို့တပီးတို့ကြီးအခုဆီယမတရုတ်ဆောင်တဲ့သူကတော့မေဖိဘောရှက်ဖြစ်တယ်ဒါဝိတ်မင်းကြီးခေါ်တဲ့ခါမှာသူဒါဝိတ်မင်းကြီးကိုကြောက်ကြောက်နေ ဒါဝိမင်းကြီးကဒါကရှောလူရဲ့မျိုးဆက်ဖြစ်တယ်ဘေဘီဘောရှက်ကဒါဝိကသူ့ကိုနန်းတော်မှာခေါ်တဲ့ခါမှာနန်းတော်မှာနေရတာဖြစ်တယ်နော်ဟုတ်ပြီတောက်သူတို့မသိဘူးဆိုလည်းမှတ်ထားမယ်နော် မှတ်ထားမယ်နော်โอเค ဒါဆိုရင်အစိမ်းအင်းကတော့အခုအမှတ်မရှိနော် ဟမ် ဘာလို့ထားမဖြေလဲဟုတ်လေဖြေခွင့်ပေးတယ်လေဖြေခွင့်ပေးတယ်လေနော်ဆာမဖြေခွင့်ပေးတော့မှဘာလုပ်မလဲဖြေရမယ်နော်ဟုတ်ပြီနော်နားလည်မလားကဲဒါဆိုရင်နောက်ထပ်မေးခွန်းတစ်ခုကိုအခုဝါစိန်နီအနီသိလိုက်ကြပါပြီလို့ဖြေလားဖြေဖို့စဉ်းစားတော့ဒါဝိဒါရောယေရှုကျွန်တော်ကိုကယ်မတော်မူပါကျွန်တော်ဘာတူလဲဖြေပါအနီဘာတိမဲဆိုရင်မှန်ပါလေတယောက်ဆောင်တော့တော်ပါတယ်ဖြေတာလည်းမှန်ပါတယ်အနီတမရပါပြီကဲနောက်ထပ်ကလိမ္မော်နော်လိမ္မော်ဖွဲ့ရဖြေရမှာဖြစ်ပါလေလို့ကဲလိမ္မော်ဖွဲ့ကရင်လိုဖြေလေးရပါတယ်လို့ကရင်လိုဖြေလိုက်ရတခုရှိရဆာမဖြေခိုင်းတယ်ဆိုလို့ရှိရင်တစ်ဖွဲ့ကမဖြေနိုင်လို့နောက်တစ်ဖွဲ့ကိုအလှည့်ပေးတဲ့ခါမှာတော့အချိန်ကြာကြီးမပေးတော့ဘူးအဲကြောင့်မြန်မြန်လေးကိုသိရဆိုဖြေမယ်နော်ကဲဟုတ်ပြီလာပြီကျမကတော့လေရေရီခေါ်မြို့မှာမသိရသူကျမတယောက်မှမရှိဘူး။အော်ကျမကဘာကြောင့်မသိရတာလဲသိလား။ကျမရဲ့အိမ်ကလေနေ့တိုင်းယောက်ျားတွေကဝင်လိုက်ထွက်လိုက်ဝင်လိုက်ထွက်လိုက်နေ။အိုးရေရီခေါ်မြို့မှာကတော့လေကျမကမသိရသူခက်ရှားရှားပဲ။ကျမဘာလို့လဲပြောကြည့်ပါဦး။ကဲလိမ္မော်ဖွဲ့ကျမဘာလို့လဲပြောကြည့်ပါဦးဖြေလို့ရပါပြီ။ရာခတ်ဆိုရင်မှန်ပါတယ်။ကဲလိမ္မော်ကလည်းတမတ်ရပြီအခုဒါဆိုရင်လေးဖွဲ့လုံးတကြောပြီးသားပြီဆရာမတို့နောက်ထပ်တကြောပြန်စမယ်အဝါနဲ့ပြန်စမယ်နော်အဝါအတင်းအတွက်တယောက်တက်လာပေးပါကဲဟုတ်ပြီကဲကျန်တဲ့ဖွဲ့တွေကကိုယ်အဖြေသိရင်လည်းပါဇက်ပိတ်ထားမယ်နော်အဝါမဖြေနိုင်ဘူးဆိုမှဆရာမဖြေဆိုမှဖြေမယ်နော်ဩကျမကတော့အရှင်တော့ကဣသရေလတိုင်းပြည်မှာတကယ်ကိုပြည့်စုံတဲ့မိသားစုတစ်ခုဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဣသရေလတိုင်းပြည်မှာအစာရေစာတွေခေါင်းပါတဲ့အချိန်မှာကျမရဲ့ကျမယောက်ျားရဲ့တားနှစ်ယောက်ရဲ့ခေါ်ပြီးတော့မောဘပြည်ကိုကျမထွက်သွားခဲ့တယ်ဒါပေမဲ့ဝမ်းနဲ့ဆရာကောင်းတာကမောဘပြည်မှာကျမယောက်ျားလည်းသေသွားတယ်ပြီးတော့ဘလောက်မှမကြောက်တားနှစ်ယောက်ကလည်းရှင်းစင်းနောက်ဆင်းသေသွားတယ်အခုတော့ကျမဣသရေလတိုင်းပြည်ကိုပဲပြန်သွားမှာတော့မယ်ကဲအုပ်ပြီးအဲ့ဆိုကျမဘာတူလဲဖြေပါဟုတ်တယ်မှန်ပါတယ်နော်ပြီဆိုရင်မှန်ပါတယ်မှန်ပါတယ်ကဲအစိမ့်သိန်းလှည့်နော်ဒီတစ်ခါအစိမ့်သိန်းချေရဲလှည့်နော်ကဲလာပါပြီကဲကျန်တဲ့ဖွဲ့တွေကတိတိလေးနေမယ်နော်အစိမ့်သိန်းဖြေတာမဖြေနိုင်တော့မှမင်းတို့လှည့်ကြမယ်နော်ဘုရားသခင်ကျွန်တော်ကိုနောက်ဆုံးအနေနဲ့နောက်ဆုံးခွန်အားပေးပါကျွန်တော်တို့ရဲ့ရန်သူဖြစ်တဲ့ဖိလိတိလူတွေကိုနောက်ဆုံးချိန်ကျွန်တော်ခြေမုံနိုင်ဖို့ကျွန်တော်ကိုခွန်အားပေးသနာတော်မူပါဘာလဲရှမ်းဆုံးဆိုရင်မှန်ပါတယ်ရတော်တယ်နော်ကဲဟုတ်ပါပြီအစိမ့်လဲတမရပါပါပြီအနီသင်းလဲဖြစ်ပါတယ်အနီသင်းလဲခင်ကပြောတယ်သုံးခေါက်တောင်မေးတယ်မင်းငါကိုချစ်လားချစ်တယ်ဆိုရင်ငါတို့တို့ကိုတိုးတငယ်တို့ကိုကြည့်ရှုလို့တိုး
တို့ကိုကျွေးမွေးတော်လို့ပြောတယ်ငါဘာတူလဲ ဟုတ်ပါပြီတော်လိုက်တာပေတရုဆိုရင်မှန်ပါတယ် တော်တယ်နော်အရန်ကျေးဇူးတင်ပါတယ်လို့ ကဲဟုတ်ပြီနောက်ထပ်အလှည့်ကြတာကတော့လိန်မော်သင်းလှည့်နော်ကဲလိန်မော်သင်းလှည့်မှာလေကဲတောက်သူနားထောင်မယ်နော် အဖဖျားသခင်ကျမတို့ယူရလူမျိုးတွေကိုတတ်တော်မှာဖြစ်ပါတယ်ဒီနေ့ကျမတို့လူမျိုးတွေကိုကိုရောကယ်မပါအသက်မခံရဖို့ရန်အတွက်ကိုရောကယ်မပါသားသမီးရဲ့အပြစ်တွေကိုလည်းခွင့်လွှတ်ပေးသနာပါကိုရောထံကိုအနံပါတယ်သားသမီးတို့ရဲ့လူမျိုးတယောက်မကျန်အသက်မခံရဖို့ရန်အတွက်ကိုရောပဲကွယ်ကာပေးပါကိုရောပဲကယ်တင်ပါကျမဘာတူလဲ မှန်ပါတယ်အဲစားဆိုရင်မှန်ပါတယ်အခုကလိန်မော်နော်ကဲနောက်ဆိုရင်ပွဲစဉ်နှစ်ခုပြီးသွားပြီအခုတတိယပွဲစဉ်ကိုဆရာမတို့ပြန်စပါတော့မယ်လို့ကဲဒါဆိုရင်ဘယ်ကနေပြန်စမလဲအဝါနေပြန်စမယ်ကဲအဝါဖြေဖို့အတွက်ဒီနေ့ဘယ်မေးခွန်းများကြမလဲကဲနောက်ထပ်တရုပ်ဆောင်မဲ့သူတယောက်ဆရာမတို့ဖိတ်ခေါ်လိုက်အောင်နော် ဟေးတကယ်ပြန်လာပြီဟေးအိုးစားတဲ့ပြန်လာပြီဟေးငါတို့ဆူတောင်းလာငါတခင်ပြန်လာပြီငါဘာတူလဲဖြေပါ တခင်ပြန်လာပြီဆိုတဲ့အခါမှာဆရာမကတရုပ်ဆောင်တာကဟိုဟာပေတရုကပြန်ရောက်လာတာထောင်ထဲကနေပေတရုပြန်ရောက်လာတာကိုမြင်ရတဲ့အခါမှာဝမ်းမြောက်တဲ့ကလေးငယ်လေးဖြစ်တယ်နော်တခင်ဆိုတာဆရာမပြောတခင်ဆိုတာပေတရုထောင်ထဲကနေပြန်ရောက်လာတဲ့အခါမှာဒီစုတောင်းတဲ့အိမ်ထဲကနေတကားဖွင့်ပေးလိုက်တဲ့ကလေးမလေးကဝမ်းမြောက်နေတာအဲ့ဒီကလေးမလေး ငါဘာတူလဲဖြေပါသမီးတို့သားတို့ ကဲဟုတ်ပြီဟိုပါလေဒီဆရာမမျက်မိုးထွေးပဲပြောပေးမယ်နော်တခုခုဆိုဆရာမမျက်မိုးထွေးပြောပါမယ်ဒီပေတရုထောင်ထဲကနေထွက်လာတဲ့အခါမှာကျန်တဲ့သူတွေကထောင်ထဲကလွတ်လာတာမယုံဘူးဆူတောင်းတဲ့အိမ်ထဲမှာဒါပေမဲ့အဲ့ဒီမျိုးသမီးငယ်လေးကသမီးငယ်လေးကတော့ယုံတယ်သူသခင်ပြန်လာပြီဆိုတော့ဝမ်းသာအားရသွားပြောတဲ့အခါမှာကျန်တဲ့သူတွေကမယုံဘူးအဲ့ဒီသမီးငယ်လေးနာမည်ကဲအဝါသေး1 2 3 4 5ကဲဟုတ်ပြီအခုတခြားအသေးမပြေသေးဘူးနော်လိန်မော်ဖြစ်မယ်1 2 3 4 5အနီး1 2 3 5ကျေးလာနီးအစိမ့်1 2 3 4 5တရုပ်ဆောင်ချိန်ပါလေကဲဟုတ်ပြီဆရာမမြေမိုးတွေပြောရမယ်နော်ကဲအဲ့ဒါတော့တောက်သမီးတို့မနှက်ဖြန်ကြရင်သင်္ကန်းစာသင်ရပါလိမ့်မယ်လို့နော်ရောတေဆိုတဲ့သမီးငယ်လေးဖြစ်ပါတယ်လို့နော်သမီးလေးကယုံကြည်တယ်နော်သခင်ရှုပြန်လာတဲ့sorry ပေတရုပြန်လွတ်လာတဲ့အခါမှာဝမ်းမြောက်ဝမ်းသာနဲ့ပေတရုလွတ်လာတဲ့ဆိုတာယုံတယ်လူတွေကတော့ကျန်တဲ့သူတွေကတော့မယုံဘူးဆူတောင်းရင်းနဲ့မယုံဘူးနော်ကဲဟုတ်ပြီကျေးဇူးတင်ပါတယ်ကဲဒါဆိုရင်နောက်ထပ်အစိမ့်သင်းလဲနော်အစိမ့်သင်းလဲဟုတ်ပြီဒါပါအဲ့ဒီဥစ္စာကိုကဲအဲ့လိုတော့မထင်ပါနဲ့နော်တသားမီးတို့ဆရာမတို့မေကုန်းခတ်တာလေးလည်းကြွေးထားလို့ပါလို့နော်ကျန်တဲ့သူတွေလည်းကြုံမှာပါနော်အဓိကတော့ကျန်းစာသိစေချင်လို့လေနော်ဟုတ်ပြီဩအင်ကြီးလေးတွေချုပ်ပေးအောင်မေ မိုက်နဲ့နည်းနည်းလေး အိမ်ကြီးချင်းနေခလေးလေးတွေသူတို့အတွက်ကျမချုပ်ပေးရအောင်မေကျမမျက်စိကတော့တိတ်မကောင်းမိမဲ့တကယ်လိုအပ်နေတဲ့သူအတွက်ကျမချုပ်အောင်မေအမေကျမပျော်တယ်ကျမဘာတူလဲဖြေပါ အစိမ့်တပိတာဒေါကဆိုရင်မှန်ပါတယ်ပြီးပါမလားလို့စိုးရိမ်နေ
ကဲဟုတ်ပြီနောက်ထပ်အနီသေးအလှည့်ဖြစ်ပါတယ်အနီ ဒီနေ့ကတော့စစ်ပွဲကိုမလိုက်တော့ဘူးငါကတော့နန်းတော်မှာပဲကြံမယ်ငါရဲ့စစ်သူနော်စစ်သူကြီးရွာပါနဲ့ကျန်တဲ့သူပဲစစ်ပွဲသွားပလိစီရန်ချစ်စရာကောင်းမလားမမျိုးသမီးတရားဟေးသွားကြည့်လိုက်ပါအောင်သူကဘသူလဲဆိုတာသွားကြည့်လိုက်ပါအောင်ပြီးပါပြီလို့ကဲကျွန်တော်ဘသူလဲအမြဲတမ်းပဲသူတို့ဖြေပါတယ်ဆရာမမပြီးခင်သူတို့ဖြေရှင်နေတာနော်ဆရာမတရုပ်ဆောင်ရှိနေလို့ ကဲ ဟုတ်ပြီအနေနဲ့မှပါတယ်ဒါဝိတ်ဆိုရင်ကောက်ပြီလိမ္မောအသင်းလက်ဖြစ်ပါတယ်လာပြီဒါတော့ဆရာမတို့ရဲ့ဒါအကယ်ဒမီများရှင် အိုးရှင်မင်းကြီးကျွန်တော်တော့အဲ့ဒီရုပ်ထုစင်တုတွေကိုလုံးဝဥမဖြတ်ဝတ်မပြုတ်ပြစေနဲ့ကျွန်တော်နဲ့တငယ်ချင်းတွေအားလုံးကိုအတိအနံပဲစားခွင့်ပြုပါနော်ငါဘာတူလဲ စောတဲ့ရေလားဆိုရင်မှန်ပါတယ်ဒီတရေရတယ်နော်ကောက်ပြီဒါဆိုရင်ဆရာမတို့ပွဲစဉ်3ပွဲပြီးသွားပါပြီ3ပွဲပြီးသွားတဲ့အခါမှာအခု4နော်ပွဲစဉ်4ကိုဆက်သွားမယ်အဝါအသင်းကဲတရုပ်ဆောင်လဲလို့ရရင်လဲပေးအောင်နော်တရုပ်ဆောင်လေးပါပဲကဲဟုတ်ပြီရပါပြီတခင်ကျွန်တော်သမီးလေးသိလို့မျိုးပါဝင်နာခံစားနေရပါတယ်တခင်ရဲ့တခင်သာလိုက်လာပြီးတော့လေကျွန်တော်သမီးလေးရဲ့လက်ပေါ်မှာတင်ပြီးကိုပေါ်မှာလက်တင်ပြီးဆူတောင်းပေးမယ်ဆိုရင်လေကျွန်တော်သမီးလေးရဲ့ယောဂဝင်နာပျောက်ကင်းသက်သာမှာပါတခင်ရဲ့ကျွန်တော်ဘာလုပ်လဲကဲအဝါတခင်သမီးလေးနေမကောင်းဘူးအဖေကစိတ်ပူပြီးလာတယ်ဓမ္မတိကျန်နေရဖြစ်ပါတယ်ဓမ္မတိကျန်နေရပါသူခေါ်လိုက်တဲ့သခင်ဆိုတာသခင်ယေရှုကိုခေါ်တာပါကဲပေါ်ကုန်တော့မယ်ဘာလုပ်လဲကျွန်တော်ဘာလုပ်လဲသူကသူ့သမီးလေးတည်သွားလေတော့ခေါ်နောက်ဆုံးသူ့သမီးလေးပြန်ရှင်းရောကျွန်တော်ဘာလုပ်လဲကျွန်တော်ဘာလုပ်လဲ1 2 3 4ဖြေအောင်လားကဖြေကြည့်ပါတခုခုလွယ်လွယ်လေးပဲနော်ကျွန်တော်မသိကြဘူးလား4ခွဲဖြေကြည့်လေတခုခုဖြေကြည့်ပါโอเคဒါဆိုကျန်တဲ့3ဖွဲ့ကိုဆရာမပြမေးတော့မယ်နော်လိမ္မော1 2 5မပြေးရှင်မှာရွှေလို့ရနော်ကြိတ်ဖြစ်ပါဒါလေးစောကရင်လို့ဆရာမတွေလောက်ကြပါဦးမှန်ရဲ့လားမဟုတ်ဘူးလို့တော့ထင်တာ3ကဲတစ်ချက်လောက်သားလေးတစ်ချက်လောက်ဖြေပေးပါဦးစောအာကဒီမလားမိုက်နဲ့ဖြေမကရင်ဆရာမတွေကြားရအောင်လားမြင်လားသားလေးလားမြင်လားစောဟာကမဟုတ်သေးဘူး4 5လိမ္မောပြီးပါပြီအနီဘာလဲယောဂီတစီးရဲ့လောက်ပါဦးဘာလဲကဲတစ်ချက်လောက်အပြင်ကိုထွက်လာပြီးတော့မိုင်းနဲ့လာဖြစ်ပြီးပါတစ်ချက်လောက်1 2မြန်လေးနော်3ဟုတ်ပြီဖြေကြည့်ပါဦးမိုက်လေးနဲ့ဟုတ်ပြီဟုတ်လားဆမ
ဒါဆိုရင်မဟုတ်သေးဘူးလေအမြန်လားဖြည့်မြန်လားဖြည့်ကျဲကြီးဖြည့်မှရမယ်နော်လေနောက်တစ်ခေါက်ဖြည့်တော့မယ်နော်စော်ယူအေးလား စော ယူအေးလား ဟာလေ မဟုတ်သေးပါဘူးမှားပါတယ်လို့ ပြောလေ စောတော့စောပဲနော် ကျွန်တော်မသိကြဘူးလားဗျာကျွန်တော်မသိကြဘူးလား မြန်လားဖြည့်လေသမီးတို့ကသိတယ်ဆိုရင်သူကယာဤရုကိုပြောချင်တာပါတဲ့ယာဤရုဆိုဟုတ်လား မှန်ပါတယ်ကျွန်တော် မှန်ပါတယ် တရားချက်မူရာဤရူပါ ဟုတ်ပြီဒါဆိုရင်အနီယာအခုအပြေမှန်သွားပြီနော်ဒါပေမဲ့အခုကအလှည့်ကဘယ်သူလှည့်လဲအစိမ်းလဲနော်ဟုတ်လားမဟုတ်ဘူးအဝါလဲဖြည့်တာမလားအဝါလဲကိုမရလို့အခုပြန်ဖြည့်နေတာဟုတ်ပြီနော်အခုအစိမ်းလှည့်နော်ကဲအစိမ်းဖြည့်မယ်နော်ဒီတစ်ခါအစိမ်းလှည့်နော်အိမ်ရှင်မကျွန်တော်လေးခရီးဝေးရလာလို့ခမ ्या မဒီနေ့ဘာချက်ထားလဲချက်ထားတာလေးရှိကျွန်တော်ကိုကြွေးပါလားအဲ့ဒါနော်သွားလုပ်ပြီနော်ဩခဏလေးရေလဲတစ်ခွက်လောက်ယူလာပြီရေယူလာခဲ့ပြီနော်ပြီးတော့မှခမ ्या လှုပ်တဲ့မုတ်ကိုပေါ့နော်ကျွန်တော်စားပါမယ်ကျွန်တော်ဘာတူလဲ ကဲအစိမ်းဖြည့်ပါအေလီယာတခုပဲဖြည့်တဲ့စောအေလီယာတဲ့ မှားပါတယ် ဘာကြီးလဲ ဟေရှာယလို့ ရလို့ပြောရလားဟေရှာရဆိုမှားသေးတယ်အေလီယာမဟုတ်ဟေရှာယမဟုတ်နော်အာလီရှာဆိုမှန်ပါတယ်အခုအလဲကြတာကတော့အနီသင်းလဲနော်အနီသင်းလဲဖြစ်ပါတယ်လို့ကဲအနီသင်းလဲကို အိုးမိမလဲသေးသားသမီးတွေလဲသေးတရိษံတွေလဲသေးအမလေးရထားရတယ်အော်မိမကလည်းစွန့်ပစ်သွားတယ်သားတွေသမီးကလည်းသေးနွားတွေလည်းသေးစီးစိမ်ဥစ္စာလည်းကိုအလုံးဆုံးရှုံးပေမဲ့ကျွန်တော်တော့ဖျားကိုဘတော်မှမစွန့်ပစ်နိုင်ပါဘူးရတာငါဘာတူလဲ မှန်ပါပါကဲအခုလိန်မော်လဲပါလိန်မော်လဲပွဲစဉ်၄ရက်နောက်ဆုံးလိန်မော်လဲဖြစ်ပါတယ်နင်တို့မေးခွန်းတတ်တော်ပဲနေခါချောက်တယ်ကဲပြီတခေကျွန်တော်သူများပြဿနာတွေကိုမတရားယူမိတယ်တခေရဲ့ ပေါ် ကျွန်တော်လေးစားယူမိတယ်လို့လေးစားရောပါ တ မယ် ရုပ်ဆောင်ပြီးရခြင်းကြည့်မယ်နော် ငါဘာတူလဲဖြေပါ တခါခြေချင်းတွေကကြားထားပြီ အရန်လွယ်သွားတယ်တပီးတို့ရဲ့ လိမ္မောဒီတစ်ခေါက်ဆာမမာတာမေးခွန်းမတတ်ဘူးနော်လိမ္မောတင်းမေမထွက်တော့ဘူးဘယ်လိုလုပ်လဲမင်းလေးငါပါအောင်မင်းချောင်း
ပွဲစဉ်ကပြန်စပါမယ်ပွဲစဉ်ကအဝါသေးလှဲ့ပါကောက်ပြီပွဲစဉ်ကပြန်စပါမယ်အဝါလှဲ့ပါဖဖျားခင်ကိုရောတကိုးရှင်ကိုရောဟာတကယ်ပဲဘုံတော်ကြီးမားကြောင်းတကိုးရှိကြောင်းဒီမီးကောင်းကင်မှာမီးချစီပါကျွန်တော်ဘာလို့လဲဝေး အေလိယာတဲ့မှန်ပါတယ်ကဲနောက်ထပ်အစိမ့်နဲ့ အော်ဘိုလ်ချုပ်ကြီးလာပါကျမအိမ်မှာလာပြီးမှနားလို့ရပါတယ်ဘိုလ်ချုပ်ကြီးတက်တာနေနော်အေးစင်းနေကျမတို့အိမ်မှာလုံချုံလဲနေလို့ရတယ်ဘိုလ်ချုပ်ကြီးခဏလေးနော်ဘိုလ်ချုပ်ကြီးတောက်ဖို့ကျမနွားနို့သွားယူလာခဲ့ပေးမယ်ခဏလေးကျမဘာတူလဲရေလာဆိုရင်မှန်ပါတယ်ကဲဟုတ်ပြီနောက်ထပ်အနီးကဲအနီလှဲ့ ခရိယန်တွေကဖျားကိုစော်ငားတဲ့သူတွေပဲငါသူတို့ကိုတတ်မယ်အခုဆိုရင်ငါဓမ္မသက်မျိုးကိုသွားတဲ့လမ်းပေါ်ရောက်နေပြီအာ ကဲ ကျွန်တော်ဘာလို့လဲဖြေပါ ဟုတ်ပါတယ် မှန်ပါတယ် ကဲဟုတ်ပါပြီနောက်ထပ်လိမ့်မော်အဖကျွန်တော်ခေါ်သလားခေါ်အဖကျွန်တော်ခေါ်လား မခေါ်ဘူးမခေါ်ရနဲ့ ခေါ်လား မခေါ် ဘုရားဖျားကျွန်တော်ရှိပါတယ်ကျွန်တော်မိတ်တော်မူပါကျွန်တော်ဘာတူလဲတန်သားတယ်နော်ရှမွေလာတော်တယ်ကလေးတွေကဲဟုတ်ပြီဒါဆိုရင်ပွဲစဉ်၄ပွဲကစားလို့ပြီးတာ၅ပွဲနော်ကဲအခုနောက်ထပ်ပွဲစဉ်တစ်ခုစပါပြီ ကျွန်တော်ကဒေသနာနားထောင်တဲ့သူတစ်ယောက်ပါဒေသနာဘလောက်တောင်နားထောင်ကောင်းလို့စင်တမန်တော်ကြီးရှင်ပေါလုတရားဟောတာနားထောင်နဲ့အိပ်ပျော်သွားပြီးတော့ပတင်းပေါက်ကပြုတ်ကျပြီးသိသွားတယ်ဒါပေမဲ့ပြန်ရှင်သွားတယ်ကျွန်တော်ဘာတူလဲဒီတစ်ခါတော့မသိတော့ပြုတ်ကျပြီးသိသွားတာပြန်ပြောကဲပြောကြည့်မယ်ဆီယမဘာတူဖြေရမလဲအကလက် အဝါဖြေရမယ်နော်အခုသူပြောတာကလေဟိုးနော်တရားဟောနေတဲ့အချိန်မှာပတင်းပေါင်းကအင်္ဂါ ဟုတ်နဲ့အိပ်ပျော်သွားပြီးတော့ပြုတ်ကျပြီးသိ သေ သွား သွားတဲ့ဒါရင်ပဲ ပြန်အသက်ရှင်သွားတယ် ပြန်သက်ရှင်တဲ့လူဘသူလဲ တီးတော့တီးပါတယ် ကဲတန်းတဲ့ဖွဲ့တွေဖြေလို့နောက်မရသေးဘူးကဲအဝါဖြေမယ်ကဲဖြေမယ်ရပြီလားပရင်ဘောက်ကနေပြုတ်ကြပြီးသေးတာလေနှမဲက3လုံးနဲ့ပြောတော့ဦးနော် ကဲဘသူပြောမလဲဒီတစ်ခါတော့မပြောနိုင်တော့ဘူးလားကဲမြဲမြဲ ကဲတစ်ကနေ9ထိယူလိုက်မယ်နော်တစ်နေ3 လေး
ငါ ငါဘာတူလဲအဝါမသိဘူးနော်တေချာပြီနော်ဒါဆိုအဝါမသိဘူးဆိုရင်ကဲလိမ်မော်ဖြစ်မယ်လိမ်မော်လည်းမသိဘူး မသိဘူး ဟဲ့တိမော်မသိ သွား ဘူး တာလေ တေနေလာဇရုသူလည်းကြမှာဟမ်သူဘာပြောရလဲနားကြည့်ပါဟမ် လာစလူဆိုတော့ကဲလိန်မမဖြေဘူးဆိုရင်မဖြေနိုင်ဘူးဆိုရင်အနီးကြည့်နေတော့လေ ကျန်းစာတွေဖွင့်ဖတ်နေကြတယ် ငါအစိမ်းကြည့်အစိမ်းကြည့်ဘာလဲအနီးကဖြေဆိုခွင့်ပိတ်သွားပြီအစိမ်းလည်းရောက်ပြီနှစ် ဖိလိပ္ပိ တော့ န် လေးငါဟုတ်ပြီတောင်းမဖြေနိုင်ဘူးနော်ကဲဒါဆိုရင်အဲ့ဒီလူကိုပြောတော့မယ်နော် အဲ့လူနာမည်က အဲ့လူနာမည်ကကဲဥတုခုဖြစ်ပါတယ် ဥတုခုနော် ဥ ဥတုခုပါ ပါလို့ ဟုတ် ရှင်မောလူတရားဟောတဲ့ခါမှာ ကဲဒါဆိုရင်ဒီတစ်ခေါက်ပဲသူဖြစ်ရမလဲ စိမ့်လဲ ကဲအစိမ့်ဖြစ်မယ်နော်ကဲလာပြီကြည့်မယ်တရုပ်ဆောင်ထားတာကို ဝါငါနိုင်ငံတော်ငါရွှေဘုံဟာငါရဲ့မြို့တော်ကြီးဘာဘူးလို့မြို့တော်ကြီးဟာရန်ခမ်းရတဲ့ငါရဲ့မြို့တော်ကြီးကဲကျွန်တော်ဘာတူလဲ ကဲဘာတူလဲတဲ့ ဟမ်ငါနိုင်ငံတော်ငါရွှေဘုံငါရဲ့စီးစိမ်ဆိုပြီးတော့ငါတွေတက်ပြီးတော့ ငါတွေ ဘာဘူးလို့မြို့ကြီးရဲ့ ခေါ် ရှင် ပါ ပြေ ဘူးလို့ လေ စောပါ ဘယ်လာတော့ ဘာဘူးလို့မြို့ရဲ့ရှင်ပြေနာမည်ကိုမသိဘူးဆိုတော့ဆရာမပြန်တော့မယ်တိဟမ်ဟာတော့ဆိုရင်ထိုင်ငိုမှာနော်နှစ်သုံးဟမ်အကျဉ်းဖြေလေအကျဉ်းဖြေတောက်တမျိုးမဖြေလေနေဘုခနေစားဆိုရင်မှန်ပါတယ်ဖြေစရာရှိအစိမ့်သေးမှမဟုတ်ဘူးနော်ကျန်တဲ့အသင်းတွေရောတသမီးတို့တွေတသမီးတို့ကကရင်လိုရတာချမ်းမတို့ကမရဘူးဆိုတော့ဖြေရင်တည်တည်ချာချာလေးရေးရင်ဖြေပါတို့လည်းတခါတည်းကရင်စာတက်သွားအောင်နော်ဟုတ်ပြီနော်အခုဘယ်သူလှဲ့လဲအနီလှဲ့နော်ကဲတေချာကြည့်ထားမယ်နော်တေချာသိထားနားထောင် မိမရေ ဟဲ့ ဒါတော့ငါတို့ခြံရောင်းခဲ့တဲ့ပတ်စံလေးဖြစ်တယ်ဗောနော် ဟဲ့ ဒါမဲ့တချွတ်တော့ကလည်းတင်ထားသေးရေဗောဒါမဲ့တို့ တိ တွေ န်ထား သွား တိန်ထား လှူတဲ့အခါမှာဒါအကုန်မဲဆိုတာကိုပြောကြရအောင် โอเค ငါ့ကိုမေးတွေလည်းဒါအကုန်လုံးပေးလူတာဖြစ်တယ်မင်းကိုမေးခဲ့မယ်ဆိုရင်လည်းအ ဒီ ကုန် လို လုံး ပဲ ပေး ဖြေ လူ လိုက် တာ မယ် လို့ နော် ဖြေနော် โอเคโอเคရရင် ကျွန်တော်ဘာတူလဲဘယ်အသင်းဖြေရမှာလဲ အနီး မှန်ပါတယ် အနာနီးဆုံးမှန်ပါတယ် ကဲလို့ အမပေးတာဒါမရတာအေးမင်းမပေါ်လို့နော် အမေကျမကိုမထားခဲ့ပါနဲ့အမေသွားလေရအောင်ကျမသွားပါမယ်အမေအိတ်တဲ့ညမှာကျမအိတ်ပါမယ်အမေဖျားကျမဖျားပါသမီးကိုထားခဲ့ပြီးဘယ်မှမသွားပါနဲ့သမီးကိုအမေနဲ့အတူလိုက်ခွင့်ပေးပါနော်အမေငါဘာလုပ်လဲမမရဲ့ ကဲအခုဒါဆိုရင်ဆက်ပြိုင်အောင်မလားအချိန်ရှိပါသေးတယ်ဒါဆိုနောက်တစ်ပွဲထပ်ပြီးတော့ပြိုင်ပါမယ်အခုကအဝါသင်းလှဲ့နော်ပြန်သွားမယ်နော် ဖျားသခင်ကလေကဘာကြီးကိုစေးကြောတော့မယ်ဆိုတော့မှနော်ပြောပြီးတော့မှ
ကျွန်တော်ကိုစေခိုင်းတဲ့ခါမှာလေကျွန်တော်ကဖခင်ရဲ့စကားကိုနာခံပြီးတော့မှလှုပ်ဆောင်ခဲ့တယ်အဲ့ခါမှာကျွန်တော်မိသားစု၈ယောက်ပဲဒီနေ့နော်ကြုံတွေ့နေရတဲ့ဘေးကနေကယ်တင်ညို့ကိုခံရတာကျွန်တော်တို့မိသားစု၈ယောက်ပဲလွတ်မြောက်သွားတာကျွန်တော်ဘာလုပ်လဲနော်ဆိုရင်မှန်ပါတယ်နော်အာဆရာမ6နောက်နာလေလို့ခဏထိုင်မယ်နော်ဒါဟုတ်ပြီကလေးတွေကကရင်လိုဖြေတဲ့အချိန်မှာကျမတို့ဆရာမတို့ကအဖြစ်မှန်ပမာလို့လဲပြောပြပေးပါလို့ဟုတ်ကဲ့ပါနော်အေးဖြစ်ပါတယ်နော်နော်အေးပါလို့ဟုတ်ပါပြီကဲနောက်ထပ်အစိမ့်လက်ကဲဘေးကတော့ထွက်လာပြီနော်တင်တိတ်ဆိတ်စွာနေတင်နဲ့တိလူမျိုးအလုံးပျက်စီးလိုက်မယ်ကျွန်တော်ဘာလို့လဲဖြေပါစောဂေါ်လီယာမဟုတ်ဘူးဟိုဟာလေနည်းနည်းလေးဒီထက်ပိုပြီးပေါ်လင်မဲ့တရုပ်လေးတစ်ချက်လောက်ဆောင်ပေးပါလားဒီမှာငါတူမမင်းကငါဒီနန်းတော်တဲ့မင်းဒီနန်းတော်တဲ့ရောက်တဲ့ငါပို့ထားတာကမင်းရဲ့လူမျိုးမပျက်စီးဖို့အတွက်မင်းမှာတောင်းရှိတယ်မင်းနှုတ်တာပိတ်မယ်ဆိုရင်မင်းနဲ့မင်းလူမျိုးအလုံးပျက်စီးသွားမယ်ငါဘာတူလဲဖြေပါဒီဘောရာဆိုမှားပါတယ်သူတူမလေးကိုနန်းတော်တွေကိုပို့ထားတယ်လူမျိုးတော်တွေကလွတ်မြောက်ဖို့ဖြစ်တယ်ဆိုခုနကတော့တရုတ်ဆောင်သွားတယ်မင်းသမီးတယောက်ရဲ့ဦးလေးဖြစ်တယ်ဟုတ်ပြီနော်စားပြီရေတက်ပါပြီဒါမင်းသမီးအက်စတာတော့မဟုတ်ဘူးလေအက်စတာရဲ့ဦးလေးနော်နာမည်ကိုကကိုခေါ်မရမှာနော်စောင်းမော်တကယ်တဲ့စောင်းမော်တကယ်တဲ့မှန်ပါတယ်တဲ့မော်တကယ်ပါသူကစောဆိုတာတော့ကရင်လိုမျိုးနော်စောတက်ခေါ်တာဖြစ်ပါတယ်ဟုတ်ပါပြီကဲနောက်ထပ်တစ်ယောက်အနီးတင်းလက်နော်ဒီတစ်ခါအနီးတင်းလက်ဟာဖျားသခင်ကငါ့ကိုနိနေဝေမြို့ကိုတွားခိုင်းတယ်ငါမတွားချင်ဘူးအဲ့ရလူတွေကအရန်ဆိုးတာပဲတော့ဘာတူလဲယာနာကောင်းပြီလိမ္မာတင်းလက်ပါကဲနောက်တစ်ခေါက်လာပြီနော်နောက်ဆုံးပဲကဲတေချာမှတ်မယ်နော်โอ้ငါတထေးကြီးတယောက်ပဲငါရဲ့လယ်မြေတို့သွားကြည့်လိုက်ဦးမယ်အိုးငယ်သားတို့ဒီအမျိုးသမီးငယ်ကိုမနှောက်ရှက်နဲ့နော်သူကောက်သိန်းကောက်ပလေးစင်မင်းတို့သူ့အတွက်ခြံထားပေးလိုက်နော်သူကရောက်ခမကူလဲလှုပ်ကြွေးရတဲ့သူဖြစ်တယ်ငါဘာတူလဲဟိုပါလေအဲ့ဒီရောက်ခမနဲ့အတူတူပြန်လာတဲ့သူကိုလေအဲ့ချွေးမလေးကိုမနှောက်ရှက်ဖို့ပြောတဲ့လဲပိုင်ရှင်တထေးလေထေးကြီးလေတထေးကြီးဘောစားတဲ့မှန်ပါတယ်အိုးပြောနေကြတာအရန်တော်ပါတယ်လို့တားငယ်သမီးရနော်ကဲဒါဆိုရင်ဆရာမတို့အချိန်တော့နည်းနည်းရှိပါသေးရဲ့နောက်ဆုံးတစ်ပွဲသွားပါမယ်လိန်မွားပြီးသွားပြီဆိုအဝါကနေပြန်စမယ်နော်အဝါကနေပြန်စမယ်ဆရာမတို့ရေလွယ်လွယ်လေးမေးခွန်းထုတ်ပါကွယ်ကလေးတွေကိုကျမမှာအရှင်မကြီးနဲ့ရတဲ့ကိုဝန်ရှိနေပါပြီကဲပါဦးကဲကျမဘာတူလဲသူယောက်ျားမရှိဘူးသူမိန်းမအရှင်မင်းကြီးနဲ့ရတဲ့ကိုဝင်ရှိနေပြီတဲ့ယောက်ျားရှေ့တန်းမှာအရှင်မင်းကြီးနဲ့ရတဲ့ကိုဝင်ရှိအရှင်မင်းကြီးလေအဲ့ဒီအရှင်မင်းကြီးကဒါဝိတ်လေဒါဝိတ်စော်ကားလိုက်လို့ရသွားတယ်လေအရှင်မင်းကြီးနဲ့ရတဲ့ကိုဝင်ရှိအဲ့ဒီကောင်မလေး
ကျမမျိုးသားရှေ့ရမ်းပါလေတိုက်ပွဲဝင်နေတဲ့ဒီကိုဝန်နဲ့ဘလို့ အေးပါရှင်မင်းစီပြောပေးမယ်တိတ်နေကလေးလေး ဘယ်သူလဲမြန်ပြောတော့ ဘာတရှိပါဆိုရင်မှန်ပါလေနောက်တစ်ယောက်အစိမ့်သေးကိုကလေကိုညီမကိုညာကိုကညီမကိုဘာလို့ညာလဲအကိုဒီလောက်ထိအားရကြီးနေတာဘာကြောင့်လဲဆိုတော့ညီမကိုပြောပြပါညီမကိုမချစ်ဘူးလားအကိုက ချစ်ပါတယ် အဲ့ဆိုပြောပြလေကိုကလေပြောပြပါ ဒီပါကွာပြောပြမှာဗော ငါဘာလုပ်လဲ ဟမ်နော်တလီလာဆိုရင်မှန်ပါတယ်အားနေတော့မနေ့သရုပ်ပေါ်မနေ့နားထောင်ရတယ်ဗာများပြောရလဲလို့ကြောက်ပြီအနီလက်နော်အနီလက် အိုးငါတကူလုံးပါလူနေတယ်တန်ရတယ်ကြီးပဲငါအိမ်ကကျုံမလေးကတော့ပြောတယ်သူတို့တိုင်းပြည်ဣသရေလတိုင်းပြည်မှာအနာကိုကုပေးနိုင်တယ်လို့ပြောတယ်ဘရင်ကြီးကျွန်တော်ဣသရေလတိုင်းပြည်ကိုသွားခြင်းလို့သွားခွင့်ပြုပါနော် သွားငါစာရေးပေးလိုက်မယ် ကျွန်တော်ဘာတူလဲ နေမ ထပြောဟုတ်ပါတယ်နေမှာပါ ကဲနောက်ဆုံးဒီနေ့တိုင်ပွဲရဲ့နောက်ဆုံးပွဲစဉ်မှာထွက်လာမဲ့တရုတ်ဆောင်ကတော့ဘယ်သူလဲမသိဘူးစာအုပ်တော်ယူလာခဲ့ပြီ ငါကလေဖျားသခင်ကျွန်တော်ကဖျားခင်ပေးတဲ့ပညတ်တော်10ပါးကိုသွားယူတယ်မင်းတို့တွေကအောက်မှာဘာဖျားတွေကိုကိုးကွယ်နေကြတာတော့ကျမဘာတူလဲ မောရှေဆိုရင်မှန်သွားပါပြီနေမောနော်ကဲပြီအမတ်တွေကိုရည်တွက်ပါတော့မယ်ဒီကနေ့မှာအဝါတင်9မှတ်အစိမ့်တင်9မှတ်အနီတင်9မှတ်လိမ္မော်တင်ကတော့10မှတ်အနီတင်ဘာလို့များပါလဲသူများအမတ်တွေကိုသွားလူလိုက်လို့တော့မဟုတ်ပါဘူးဒါလေးရဲ့သူများမဖြေနိုင်တာကိုကူဖြေပေးလိုက်တော့အမတ်တွေရသွားတာကဲဟုတ်ပြီတသမီးတို့အနိုင်ရှုံးထက်ဒီနေ့ကျန်းစာတွေကပုံကိုတော်တော်များကိုသိလိုက်ရတာဒါဆိုရင်မသိလိုက်သေးတဲ့အရာတွေရောရှိလားရှိတယ်မေဘီဘောရှက်တို့လိုမျိုးဆိုတို့တွေမသိဘူးเนาะဒါဆိုရင်ဘာလုပ်ဖို့လို့လဲဟုတ်တယ်ကျန်းစာဖတ်ဖို့လိုတယ်ကျန်းစာများများဖတ်မှာတသမီးတို့သိမှာဗောကဲဒါဆိုရှင်ဒီနေ့မှာပထမရရှိသွားတာကတော့အနီသင်းဖြစ်ပါတယ်လိန်မော်သင်းကတော့ဒီနေ့မှာဒုတိယရရှိပြီးတော့အစိမ်းသင်းကတတိယအဝါသင်းကတော့ဒီနေ့စတုံးထားနေရမှာခဏလေးအေးစစ်စစ်နားလိုက်ပါဦးမယ်เนาะဟုတ်ပြီเนาะအဝါသင်းကလည်းလုံးဝပဲငါတို့နှစ်ရက်လုံးပထမရက်လာအေးစစ်ပဲနှုတ်ခဏယူလိုက်အောင်နဲ့အေးစစ်ပဲတဲ့เนาะတကယ်တော့အဝါသင်းကလည်းရတယ်เนาะနည်းနည်းလေးမေးခွန်းလေးတွေကအလှည့်ကျသွားတဲ့ခါမှာနည်းနည်းလေးခတ်တဲ့အရာလေးတွေပါသွားတဲ့ခါမှာတယောက်နဲ့တယောက်တောင်းပြီးတော့ဟဲသူတို့တင်ကြလွယ်ငါတို့တင်ကြခတ်တယ်ပြောမလားဟုတ်ပြီမပြောပြောပြန်ရှော့ပါမှတ်တယ်ဟုတ်ပြီဒါဆိုရင်အခုဆရာမတို့အလန်တင်ခန်းသားစတင်တော့မယ်နော်ဟုတ်ပြီက
ဒါဆိုရင်တော့ဒီနေ့တိုင်ထိပ်ပေါ်မှာဆက်လက်ပြီးတော့ရောက်ရှိတည်ရှိနေမဲ့အသင်းကတော့အနီအသင်းပဲဖြစ်ပါတယ်အနီအသင်းရဲ့နောက်မှာတော့လိန်မော်ရှိနေမှာဖြစ်ပြီးတော့လိန်မော်ရဲ့နောက်မှာအစိရဲ့နောက်မှာဟုတ်ပြီအနီအသင်းလည်းအပေါ်နည်းနည်းတိုးပေးပါဟုတ်ပြီကလက်ခွတ်တိမဲ့လေအနီအသင်းအနီဟုတ်ကျမအနီကအပေါ်ရောက်မှာအပေါ်နည်းနည်းရှိဟုတ်ပြီရပြီလိမ္မောနည်းနည်းလေးပဲအောက်ချနည်းနည်းလေးပဲရပြီအစိမ်းအောက်ပြန်စင်းအစိမ်းရဲ့အောက်နည်းနည်းလေးမှာအဝါဟုတ်ပြီအစိမ်းအောက်နည်းနည်းစင်းအောင်ဆိုပါနည်းနည်းမပြတ်သားဘူးညအစိမ်းနည်းနည်းစင်းအောင်ဟုတ်ပြီအဝါဟုတ်ပြီအဝါရပြီကဲဟုတ်ပြီဒီနေ့ဂုံပြုခံအဖွဲရတော့ဘယ်ဖွဲလဲအနီဖွဲဖြစ်ပါတယ်ကဲအနီဖွဲကိုဂုံပြုဖို့တန်းသားရသမီးအားလုံးကျန်တဲ့ဖွဲတွေမတည့်ရက်မယ်နော်ကဲဟုတ်ပြီတခါလေးပဲပြောချင်တယ်ဆိုလို့ရှိရင်တော့အတန်အပြည့်နဲ့เนาะတုံးကလာပြည့်နဲ့တောက်သူမျိုးမလုပ်လဲတကယ်ချင်းတွေအားရပါရဒီနေ့ပျော်နေအနေသေးနဲ့ကြည့်ဘယ်လောက်ပျော်နေချင်သူတို့မျက်နှာကိုကြည့်လိုက်အစိမ့်သေးနေလည်းဘယ်လောက်ပျော်နေလဲခုံပြီးတော့ပဲငါတို့ဒီနေ့ထပ်អော်ရတယ်မစိုးဘူးတဲ့เนาะကဲလိန်မော်တင်းကတော့ငါတို့ဒီနေ့ပြန်អော်မယ်တဲ့အဝါတင်းကတော့ငါတို့က2ရက်អော်ခံပြီးပြီတဲ့ကိစ္စမရှိဘူးတဲ့เนาะကဲဟုတ်ပြီเนาะကဲစမယ်1ကြဲလေးเนาะ2 3အနီသေးဟုတ်ပြီကဲအနီသေးဘာပြောမလဲသူ3သေးကိုစူးစမ်းလိုက်ပါဦးကဲမနှက်ပြန်ပြိုင်ပွဲတချင်းပြိုင်ပွဲရှိတယ်အဲ့ဒီတချင်းပြိုင်ပွဲမှာဘာလုပ်လဲပြိုင်မယ်ဟုတ်ပြီတချင်းပြိုင်ပွဲမှာခုနတော့လာမေးကြတာတွေတွေ့ရတယ်ပြိုင်မဲ့သူကပြိုင်မယ်ဘေးနားမှာအမူအရာဘာလုပ်လို့ရလဲလုပ်လို့ရတယ်တောက်မျိုးခါရာဟို DVD ဟိုတွေမြင်မှုတယ်မလားကေပါလေ MTV တွေမြင်မှုတယ်မလားအဲ့လိုမျိုးလဲလုပ်လို့ရတယ်ဟုတ်ပြီနော်အဲ့ဒါကိုပွဲနဲ့ကိုတီတွင်စမ်းသင့်မယ်ဆရာမတွေစီပါကြံတောင်းလို့ရတယ်ပြီးရင်တစိမ့်တွေလဲနေမှာဆရာမပြောနေတာကိုတို့ကတစိမ့်ကလဲနေတော့မှတ်တယ်ကိုရှော့လိုက်လို့တော့နော်ရှော့လိုက်ရတော့မလားအဝါလိမ္မောအစိမ်းဟုတ်ပြီ group sound ကတော့အားလုံးအတူတူပါရမယ်ဟုတ်ပြီနော်နားလဲလားပြီးရင်မနှက်ပြန်ပါရှိလဲအခန်းတိုင်းမှာဘာရှိလဲကျမ်းပိုက်တွေဒီနှစ်တစ်ပတ်လုံးသင်ထားတဲ့ဟာတွေပြန်ပြီးတော့မလုပ်မလဲပြန်စစ်မယ်ဘယ်လောက်ထိနားလဲလဲ test လုပ်မှာဟုတ်ပြီနော်အဲ့ဒီ test ကိုတကယ်ပဲထူးထူးချွန်ချွန်ရတယ်ဆိုလို့ရှိရင်1 2 3နော် first second third ရတယ်ဆိုရင်ကိုယ်တိုင်စူးရရုံနဲ့မကောက်ကိုယ်အသင်းမှာလဲအမှတ်တွေဘာဖြစ်သွားမှာလဲတိုးသွားမှာအခုထိတ်ရောက်နေလို့မရဘူးနော်မနှက်ဖက်ကြရင်အသင်းလိုက်စူးစမ်းလို့ရှိရင်အဲ့မှာဘာဖြစ်သွားမလဲပြောင်းလဲတွေရှိအောင်မှာဖြစ်တယ်အတန်းတွင်းမှတ်တွေလည်းဆရာမတို့ယူထားတယ်အခုကပြိုင်ပွဲဟာလေးကိုအသာလေးထားပေးတာဟုတ်ပြီနော်ပြိုင်ပွဲမှတ်လေးတွေခဏလေးထားပေးတာပြန်နေကြလို့ရှိရင်အတန်းတွင်းမှတ်တွေပေါင်းလိုက်ရင်ဒီနေ့ပြိုင်ပွဲမှာနိုင်တဲ့အသင်းကတခါတည်းအတန်းတွင်းမှတ်တွေကမရလို့အဲ့လိုမျိုးတွေဖြစ်နေမှာဆိုဆရာမတို့ကဒီအချိန်လေးမှာပြုံအောင်ပြိုင်ပွဲနဲ့ထားပေးတာဟုတ်ပြီနော်အတန်းတွင်းမှတ်တွေအကုန်လုံးလည်းရှိတယ်ဟုတ်ပြီပြီးရဲ့အခါမှာဆိုလို့ရှိရင်ဒါကြောင့်မလို့မနှက်ဖန်ဆောင်ပွဲရှိတယ်ဖြေမယ်နောက်တစ်ခုမနှက်ဖန်ကြရင်ဓာတ်ပုံရိုက်ပါမယ်တဲ့တချင်းဆိုတဲ့အချိန်မှာနော်ဆရာမတို့တချင်းတင်တဲ့အချိန်တချင်းဆိုတဲ့အချိန်မှာဆရာမတို့ဓာတ်ပုံရိုက်မယ်ဒါကြောင့်မလို့ဆရာမတို့အင်ဂျီကတော့ရတယ်နော်တသက်ရက်လေဝစ်စားခဲ့ဖို့ခေါင်းတွေပါတေချာဖီးခဲ့ဖို့နော်သမီးတွေပါတေချာဖီးခဲ့ဖို့ဖြစ်ပါတယ်နားလေလားဒီနေ့ပျော်လားပျော်တယ်ဆိုလို့ရှိရင်ဖျားသခင်ကိုကျေးဇူးတင်လားဟုတ်ပြီတင်တယ်ဆိုလို့ရှိရင်ဒီနေ့အတွက်ပြန်ပြီးတော့ကျေးဇူးတော်ချီးမွမ်းမယ်ဆရာမအဲဆဲကနေပြီးတော့ကျေးဇူးတော်ချီးမွမ်းပေးမယ်ကဲပြီးတော့မှပဲကပ်ပြားတွေသိမ့်မယ်နော်ဆရာမတို့ပြန်ချီးမွမ်းရအောင်အဖဖျားကိုရော့ကိုကျေးဇူးတင်ပါတယ်ဖျားရှင်ရဲ့ကျေးဇူးတော်ကြောင့်တင်တန်းကို4ရက်တာထိကောင်းမွန်စွာတ
လှုပ်ဆောင်ရတဲ့အခွင့်ကိုသခင်ဖျားကျေးဇူးတော်ကြောင့်ပေးသနာတဲ့အတွက်ကျေးဇူးတင်တယ်ခံယူခဲ့တဲ့နှုတ်ကပတ်တော်တင်ကြားခဲ့ရတဲ့သခြင်းတစ်ခုစီတိုင်းပေါ်မှာလေကလေးတွေရဲ့နှလုံးသားမြေမှာဆွဲမြဲစီပါအသင်းလေးသင်းတိုင်းကိုလည်းကောင်းချီးပေးပါပို့ဆောင်ပေးတဲ့မိဘများအတွက်လည်းကျေးဇူးတင်တယ်လို့ဒီသင်တန်းအတွက်ဥဆောင်ရွက်ပြုတဲ့အဖသင်အုပ်ဆရာနဲ့အသင်းတော်မှတာဝန်ရှိသူများဓမ္မမိတ်ဆွေများအတွက်လည်းကျေးဇူးတင်ပါတယ်ကျေးဇူးတင်တယ်ကျေးဇူးတော်ချီးမွမ်းတယ်မနေ့ဖက်မှာလည်းအားလုံးကျမ်းမာခြင်းဝမ်းမြောက်ခြင်းနဲ့နေ့တစ်မှာအစာပြုဖို့ဖြစ်စီပါအိမ်ပြန်ခီးစဉ်ပေါ်မှာလည်းကိုရရှင်ကွယ်ကာလေးရဲ့ကျေးဇူးပြုပါမိကြောင်းသခင်ယေရှုနာမ၌အမိပြု၍ပြန်လဲချီးမွမ်းလျက်ဆုတောင်းပါ၏အာမင်အေးတောက်ဖို့ရှိပါတယ်သားသမီးတို့အေးတောက်ဖို့ရှိပါတယ်ပြီးရင်အသင်းကောင်းဆောင်တွေကိုယ့်ရဲ့အသင်းမှာရှိတဲ့ဆရာမတွေနဲ့လည်းသွားပြန်တွေးကြပါဦးနော်